ကားကမာများဟာဖြင့်တထိုင်နဲ့အပေတကားပိတ်တယ်ဆိုတဲ့အကြောင်းတရားလေးခွဲပြမသိတဲ့ပုဂ္ဂိုလ်ကတော့ကြော်သွားကြလိမ့်မယ်သိတဲ့ပုဂ္ဂိုလ်ကတော့ခေါ်စားတထိုင်နဲ့အခုမြတ်စွာဘုရားကိုတော်မြတ်ကြီးကအကာလီကောတဲ့အချိန်မရွေးအခါမလင့်နဲ့အခုလှုပ်ကြည့်အခုတွေ့မယ်တရားတော်မြတ်ကအဲ့ဒီတော့အခုထိုင်ကြည့်ရင်အခုတွေ့ပါမယ်အဲ့ဒီတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကသားတော်ရဟုလားလေအထင်ရှားကြီးဟောထားတယ်ဓာတ်ကြီး၄ပါးကိုဟောထားအဲ့ဒီတော့ခန္ဓာမှာပိုင်သလားမပိုင်သလားသူသဘောလားငါသဘောလားဆိုတဲ့ဥစ္စာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဆိုတဲ့လက္ခဏာကြီး၃ပါးဟာဖြင့်ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်အခုယောဂီပုဂ္ဂိုလ်အပေါင်းဟာဖြင့်မြတ်စွာဘုရားဟောထားတဲ့တရားဟာဖြင့်ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်အဲ့ဒီတော့ပထဝီဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာပိုင်ပိုင်နိုင်နိုင်ကြီးဒါသဘာဝကိုမြင်လိုက်ပြီဆိုလို့ရှိရဲ့တရားဓမ္မများဓာတ်တစ်ပါးကိုအစအလေအဆုံးကိုသိလိုက်ပြီဆိုတထိုင်နဲ့ငါသိရင်သပိတ်မတော်နဲ့လို့မှားထားခဲ့တယ်ဘာကြောင့်မှားထားခဲ့နိုင်လဲဓာတ်တစ်ပါးဤပထဝီဓာတ်ကအာဘောဓာတ်ကတေဇောဓာတ်ကဝါယောဓာတ်ကဓာတ်ကြီး၄ပါးရှိဓာတ်ကြီး၄ပါးရှိတဲ့အနက်ကကနဦးဟာဖြင့်ဥဆောင်တက်လာတဲ့ဟာဖြင့်အခုယောဂီပုဂ္ဂိုလ်ပေါင်းဟာဖြင့်ပထဝီဓာတ်ကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်အာဘောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်တေဇောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဝါယောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဓာတ်ကြီး၄ပါးကတော့တစ်ပါးကဥဆောင်ကြအဲ့တော့ဓာတ်ကြီး၄ပါးဥဆောင်တက်လာပြီဆိုလို့ရှိရင်နောက်ကဓာတ်၃ပါးကပါတယ်ဗျဓာတ်တစ်ပါးဥဆောင်တက်လာပြီးတဲ့ပထဝီဓာတ်ကဥဆောင်တက်လာလဲနောက်ကအာဘောလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်အာဘောကဥဆောင်ပြီးတော့ကနဦးဆုံးဥဆောင်တက်လာပြီဆိုရင်နောက်ကပထဝီလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်ကနဥဆောင်တက်လာတော့တေဇောရုပ်ကဥဆောင်တက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်ဝါယောလည်းပါတယ်ဝါယောဓာတ်ကဥဆောင်ပြီးတက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်တေဇောလည်းပါတယ်အဲ့တော့ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်ဓာတ်တစ်ပါးကိုဖြစ်ထားရဲ့ဖြစ်လေရဲ့ဖြစ်ဆုံးရဲ့သာပိုင်ပိုင်နိုင်နိုင်ကြီးအနိစ္စလက္ခဏာသဘောတရားလေးဒုက္ခလက္ခဏာသဘောတရားလေးအစုံမရအနတ္တဆိုတဲ့လက္ခဏာသဘောတရားလေးတွေကိုပိုင်ပိုင်နိုင်နိုင်ကြီးခန္ဓာသုံးသလိုက်ပြီဆိုလို့ရှိရင်ပြတထိုင်နဲ့အပယ်လွတ်တယ်ဘာကြောင့်အပယ်လွတ်တဲ့ဓာတ်ကြီးတစ်ပါးကုံဆုံးသွားတော့လဲဓာတ်ကြီး၄ပါးပဲကုံဆုံးတာပဲအဲ့ဒီတော့ဒါပထဝီဓာတ်ကတက်လာပြီဆိုရင်နောက်ကအာဘောနဲ့တေဇောဝါယောကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်တရားဓမ္မများခန္ဓာမှာကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်ပထဝီရုပ်ကြီးပထဝီဓာတ်ကဥဆောင်တက်လာပြီဆိုလို့ရှိရင်ဖြင့်တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ကြိုက်တဲ့သူကဥဆောင်တက်လာလို့ကျင်းနဲ့ထုံနဲ့ကြိုက်တယ်လို့သိရတာကျင်းနဲ့အထဲမှာလဲကြားထားလဲပါတယ်ပူထားလဲပါတယ်လှုပ်ထားလဲပါတယ်အဲ့ဒီတော့ဓာတ်ကြီး၄ပါးဟာဖြင့်ကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်နဲ့ကြားထားကအရင်ဥဆောင်လာလို့ရှိရင်ဖြင့်တင်းတာလဲပါတယ်တောင်းတာလဲပါတယ်ပူတာလဲပါတယ်လှုပ်တာလဲပါတယ်ကနဥဆောင်တက်လာတဲ့ဓာတ်ဟာဖြင့်တေဇောယုတ်ကဥဆောင်တက်လာပြီဆိုလို့ရှိရင်တင်းနာလေးလည်းပါတယ်မာရာလေးလည်းပါတယ်လှုပ်တာလေးလည်းပါတယ်ကနဥဆောင်တက်လာတဲ့ယုတ်ဟာဖြင့်ဝါယောယုတ်ကဥဆောင်တက်လာပြန်တော့ရောလှုပ်ရှားပြီးတော့ယင်းနဲ့နှလုံးနဲ့ဒိတ်နဲ့တုံလှုပ်ရှားပြီးလာလိုက်ပြန်တော့လဲတဲ့ခန္ဓာကိုယ်ကြီးဟာတင်းတာလည်းပါတယ်ကြက်တာလည်းပါတယ်ပူတာလည်းပါတယ်အဲ့ဒီတော့ဥပမာလေးပြောရရင်ဖြင့်ဓာတ်တစ်ပါးကိုဖြစ်တာဖြစ်လေဖြစ်ဆုံးကိုပိုင်ပိုင်နိုင်နိုင်ကြီးသိလိုက်ပြီဆိုရင်အနိစ္စလက္ခဏာဖြစ်တာပြက်တာလည်းသိရတယ်တခုပြီးတခုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာကိုသေးသေးချာချာသမာဓိနဲ့ဘောင်ကိုက်အောင်ချိန်ပြီးတော့ဖမ်းလိုက်ပြီဆိုလို့ရှိရင်ဓာတ်တစ်ပါးကိုကုံဆုံးသွားပြီဆိုရင်ကနဥဆောင်တက်လာတဲ့ပထဝီဓာတ်ကြီးဥဆောင်တက်လာလို့ရှိရင်ပထဝီဓာတ်ဟာအစအလေအဆုံးကိုသိလိုက်တယ်ဉာဏ်လေးဩဒီုံနဲ့ဒီနာဖြစ်ပြီးပြက်ရတာပါလားလို့အဲ့ဒီလိုသိလိုက်ပြီဆိုရင်အသေးတက်ပြီဘာကြောင့်အသေးတက်တလဲတဲ့အခုတရားဓမ္မများခန္ဓာပြက်တော်မယ်ဆိုလို့ရှိရင်လေဒီဓာတ်ကြီး၄ပါးကသတ်တော်မှာပဲအခုလိုပဲဖြစ်ပြီးတော့အခုလိုပဲပြက်ရမှာအဲ့ဒီ
ဒီတော့တရားဓမ္မများတထိုင်နဲ့ခုနတရားဥဩဘာကတထိုင်နဲ့နိဗ္ဗာန်ကိုရတယ်အပေတရားပိတ်တယ်လို့တရားဥဩဘာကအကြောင်းရှိပြောထားတော့ဥပဇင်ကတရားဓမ္မများခွဲပြီးတော့သဘာဝပြောနေရတာတရားဓမ္မများအခုတရားတထိုင်ကပြည့်နေဓာတ်ကြီး၄ပါးဤလက္ခဏာသဘောတည်းမြင်အောင်ရှုလိုက်ပြီဆိုရင်ခန္ဓာမှာဥပမာဟာဖြင့်ဓာတ်ကြီး၄ပါးတခါတည်းတွဲလာတယ်လို့ဥပဇင်ကဟောတယ်အဲ့ဒီတော့ဥပမာလေးပြောရအရင်ဖြင့်တရားဓမ္မများကွန်စားကြမှာပေါ့ကွန်လည်းပါတယ်ထုံလည်းပါတယ်ဆေးလည်းပါတယ်ဒီကွန်ရဲ့ကွန်စီရဲ့ဆေးရဲ့ထုံရဲ့လေးဌာနရှိတဲ့နဲ့ကတရားဓမ္မများကနဥဆောင်တက်လာတဲ့ယောဂဖြစ်နေကွန်သည်ရဲ့ကွန်ရဲ့ဆေးရဲ့ထုံရဲ့ဟာပြန်ကွန်ကအများကြီးများပြီးတော့ထုံကနေတယ်ထုံကနေပြန်တော့ကွန်သည်ကလည်းနေတယ်ကွန်သည်ကနေပြန်တော့ဆေးကလည်းနေတယ်ကွန်ကအာသာနေတယ်ကွန်ကအာသာနေတော့ကွန်ကများနေတော့ပါဇာထဲလိုက်ပြန်တော့ကွန်ကများနေတော့ကွန်ကပြောလိမ့်မယ်ကွန်သည်တို့ထုံတို့သေးတို့ရေမင်းကငါမင်းတို့ကငါတဲ့အာနေတဲ့မင်းတို့ကငါနောက်ကလိုက်ခဲကြဟေးလို့အဲ့ဒီလိုကွန်ကပြောလိမ့်မယ်တရားဓမ္မများကွန်ရာစားလိုက်တော့တရားဓမ္မများကွန်ကများနေတော့အာပဇအာကောင်နဲ့ကြတော့ကွန်ကစပ်ပလိုက်လိမ့်မယ်အဲ့ဒီတော့ကွန်ကအာသာတယ်အဲ့ဒီတော့ကွန်သည်လည်းပါတယ်ကွန်လည်းပါတယ်ထုံလည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီဓာတ်ကြီး၄ပါးဟာကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်ကွန်ကအာသာနေလို့ကွန်ကကနဥဆောင်တက်လာလို့စတယ်လို့ထင်ရတာထုံလည်းပါတယ်ကွန်သည်လည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီတော့တရားဓမ္မများထုံးလာအာသာလိမ့်အောင်မယ်ထုံးကအာသာပြီဆိုလို့ရှိရင်ပြင်ကွန်ကနေတယ်ကွန်ဒီကနေတယ်ဆေးကနေတယ်ထုံးကများသွားပြီဆိုလို့ရှိရင်ထုံးကပြောလိုက်လိမ့်အောင်မယ်ဟေးကွန်တို့ရေကွန်ဒီတို့ရေဆေးတို့ရေမင်းတို့ကငါတဲ့အာနေတဲ့ငါကအာပါတယ်ငါကကနဥဆောင်တက်လိုက်အောင်မယ်ငါကလူကြီးလှုပ်လိုက်အောင်မယ်လို့ထုံးကပြောလိမ့်အောင်မယ်အဲ့ဒီတော့တရားဓမ္မများခန္ဓာလဲထုံနေတူစွာပဲကွန်စားတယ်လို့ပဲကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်အခုထုံးကအာသာတော့ကွန်ဝါလိုက်တဲ့အချိန်ခါမှာထုံးကမြလာတော့ပါဇာထဲကြပြီဆိုလို့ရှိရင်ကွန်ကလည်းနဲတယ်ဆေးကလည်းနဲတယ်ကွန်သီးကလည်းနဲတယ်ထုံးကများနေတော့ဝါလိုက်တဲ့အချိန်ခါမှာထုံးကအာသာခြင်းကြောင့်အာကောင်တွေပေါက်လိမ့်မယ်ကနဥဆောင်တက်လာတာထုံးကအာသာတယ်ထုံးကအာသာတော့ကွန်လည်းမပါဘူးလားတဲ့ပါတယ်ဆေးလည်းမပါဘူးလားတဲ့ပါတယ်ကွန်သီးလည်းမပါဘူးလားပါတယ်ဓာတ်ကြီး၄ပါးကပြင်သူ့တဲ့ငါလွတ်တယ်ပြီးတော့တရားဓမ္မများခန္ဓာကိုယ်ဘောကယုံနာနှစ်ပါးဟာဖြင့်ပထဝီကလူတက်လိုက်အာဘောကလူတက်လိုက်တေဇောကလူတက်လိုက်ဝါယောကလူတက်လိုက်နဲ့သူတငါလူတက်ပြီးတော့ဖြစ်ပြနေတဲ့အနိစ္စကိုလက္ခဏာကိုမြင်ရလိမ့်မယ်ဒီအနိစ္စလည်းဒုက္ခပဲဒီအနိစ္စဒုက္ခအနတ္တဆိုတာဓာတ်တစ်ပါးကိုပထဝီဓာတ်ဤလက္ခဏာသဘောဟာဖြင့်တရားဓမ္မများအနိစ္စကိုလည်းပိုင်နိုင်ရှုလိုက်ကြဒုက္ခဆိုတာလည်းပိုင်နိုင်ရှုလိုက်ကြအစိုးမယအနတ္တဆိုတာလည်းပိုင်နိုင်ရှုလိုက်ကြဓာတ်တစ်ပါးကိုအစအလေအဆုံးသာသိလိုက်ပြီဆိုရင်တည်ငါဗဟံတည်ငါမဲတည်ငါဖို့ခံစားလိုက်လိမ့်မယ်တရားဓမ္မများအစွန်ကိုမြင်လိမ့်မယ်အဲ့ဒီလိုအစွန်မြင်လိုက်တဲ့တပြိုင်နက်တည်းဝိဇ္ဇာညာရပြီစိတ်တခဏလေးဟာဖြင့်ယုံနာဟာဖြင့်ယုတ်ကလေးငါတောင်နံကလေးသသိမ့်ချုပ်ပြောက်ဖြစ်ပြလိုက်ပြီယုံနာနှစ်ပါးချုပ်ဆုံးသွားပြီအဲ့ဒီလိုသိလိုက်ပြီဆိုလို့ရှိရင်ဖြင့်တရားဓမ္မများဘယ်တော့မှthế này nó bu khá gì của tàn chú gì nè là mong lọc xí để tàn chú gì nè khá của chi pi đó à bê của xuê tàn chú gì cả thong số bia pi đó tất cả mà nhà nạp gì của tết hoa lấy mẹ đi đó tất cả u ô ba biểu để à tay ngà bia tất thai nè nè là à bê lót này nè à bê tất cả bê này nè nè vàng ngô là giao này nè